အားလုံးပဲမင်္ဂလာပါဗမီ sharing မှာပြန်လဲကြိုးပါရခင်ဗျာခရီးသွားနေတာပေါ့နော်တကောင်ကိုသွားနေရတကောင်မြို့သိမ်ပွဲပေါ့နော်တကောင်မြို့သိမ်ပွဲပြီးတော့အောင်ပွဲခံနေတယ်ပေါ့နော်အောင်ပွဲခံနေတဲ့အခမ်းအနားကြီးလည်းဒီနေ့ကျွန်တော်ကိုယ်တိုင်တွေ့ကြုံခဲ့တယ်အဲ့တော့မြို့ပေါ်မှာဖြစ်ပေါ်နေတဲ့အခြေအနေနဲ့ဒီလက်ခံနေတဲ့စကားပြောခွင့်ရခဲ့တယ်အဲ့ဒါကနောက်မှပြောမယ်ပေါ့နော်ခရီးသွားလို့ရှိရင်ပုံမှန်ကြုံတွေ့နေတဲ့အတိုင်း hot issue တွေပေါ်လာတယ်နော်ပြီးဒီတည်င်းကြီးတွေတော့ကောင်းကြီးတည်င်းတွေပေါ်လာတဲ့ခါကျတော့ခရီးသွားရင်းနဲ့ဗီဒီယိုရိုက်ပြီးတာဖြစ်ပါတယ်အဲ့တော့ပထမဆုံးပြောချင်တာကျွန်တော်တို့ဗိုလ်ချုပ်မှုကြီးရဲ့ဩဝါဒခံယူပွဲနော်ဩဝါဒခံယူပွဲအဲ့လိုပြောအောင်ဩဝါဒခံယူပွဲမန္တနိုင်ငံမှာရှိနေတဲ့တက်မတော်ကောင်းဆောင်တော်တော်များများပေါ့နော်စကားခတမပြီးလို့ရှိရင်ရီကြီးစသဖြင့်ကြီးရည်လီပေါ့နော်အဲ့ဒီတက်တွေအကုန်လုံးကကောင်းဆောင်တွေနော်တက်မှုတွေတက်ပြီးတော့ဗီဒီယိုကွန်ဖရင့်ကနေတဆင့်တော့ကိုယ်တိုင်ကိုကြအဲ့လိုမျိုးတွေတက်ပြီးတော့ဒီဩဝါဒခံယူပွဲတက်ပါတယ်အဲ့ဒီမှာဆွေးနွေးတဲ့အကြောင်းအရာတွေထဲမှာအခုရေပန်းစားနေတာကတော့လက်ရှိဒုတိယတက်မတော်ကာကွယ်ရေးဦးစီးချုပ်ကိုချီးကျူးတာပေါ့နော်သူနဲ့တူ15နှစ်လုံးလက်တွဲခဲ့တဲ့အတွက်ချီးကျူးတာဂုဏ်ပြုတာပေါ့နော်ဒါကလည်းမင်္ဂလာတစ်ပါးပါပဲမင်္ဂလာတစ်ပါးပါပဲအဲ့ဒါပေမဲ့ကျွန်တော်ကတော့တရင်သမားမှုလို့လားမသိစကားပဲလုံးလာတာတော့မသိဘူးပေါ့အဲ့မှာဗိုလ်ချုပ်မှုကြီးလို့သုံးနှုံသွားတာကျွန်တော်ကြားလိုက်တယ်ပေါ့နော်ဒုတိယတက်မတော်ကာကွယ်ရေးဗိုလ်ချုပ်မှုကြီးလို့သုံးနှုံသွားတာကြားလိုက်တယ်ပေါ့နော်ပထမဒုချုပ်ပြီးတော့ဗိုလ်ချုပ်မှုကြီးစိုးဝင်းလို့သုံးနှုံသွားတာတွေ့လိုက်ပါတယ်ဒါကလည်းအဖမှန်အလေးလေးတော့ပြန်တော့ကြည့်နေတယ်ပေါ့နော်နောက်တစ်ချက်ကကြတော့တက်မတော်ကာကွယ်ရေးဦးစီးချုပ်အနားယူတော့မလားဆိုတဲ့သူလောစကားတွေထွက်တာပေါ့နော်ထွက်တဲ့ခါကျတော့ကျွန်တော်တို့လည်းဒီလိုပဲခံမှန်းမိပါတယ်ဒီလိုမျိုးလုပ်တဲ့ခါကျတော့လေခံမှန်းမိတဲ့ခါကျတော့အဲ့တော့နောက်မှတော့ဗီဒီယိုတစ်ဖိုင်နဲ့သက်သက်ပြောဒါပေမဲ့အနှစ်ချုပ်ပြောရမယ်ဆိုလို့ရှိရင်သူတောင်းယူခဲ့တဲ့ကာလအတွင်းပေါ့နော်ကာလအတွင်း15နှစ်အတွင်းတက်မတော်ကိုဦးစီးဦးဆောင်လုပ်တဲ့အတွင်းမှာဒီထဲမှာကောင်းခြင်းမကောင်းခြင်းအများအပြားတွေ့လိမ့်မယ်ကောင်းခြင်းမကောင်းခြင်းဆိုတာကတက်မတော်အနေနဲ့တချို့သောစကန်တွေကနေဆွတ်ခွာတာတချို့သောတိုင်းတွေကနေဆိုဒါမျိုးတွေကသူ့အတွက်တော့ဖြစ်ချင်မှလည်းမဟုတ်သူလည်းဖြစ်ချင်မှလည်းမဟုတ်ဒါပေမဲ့သူ့လက်ထက်မှာသူအကောင်းဆုံးလုပ်ပေးနိုင်ခဲ့တာတက်မတော်တီဆောက်ရေးပေါ့နော်သူလုပ်ပေးနိုင်ခဲ့တာအများကြီးသူလုပ်ပေးခဲ့တယ်ရင်ကုန်သင်းမောတွေရေးမှာဆိုလို့ရှိရင်ရင်ကုန်သင်းမောတွေ free gate တွေနောက်ပြီးလို့ရှိရင်အခြားသောဒီကန်းထိုးရင်တွေစေးရင်ဗုဒ္ဓမလိုမျိုးနောက်ပြီးတော့ဒီကင်းလဲတဲ့ရေရင်ပေါ့အဲ့လိုမျိုးရေရင်ငယ်တွေလည်းအများအပြားတက်တော်ဝင်နိုင်ခဲ့တယ်အဲ့လိုပဲလေတက်မှာဆိုလို့ရှိရင်လည်းနောက်ဆုံးတော့ဒီလက်ရှိနောက်ဆုံးအချိန်ဒီပြောမှဆို drone ပေါ့နော်drone တက်တစ်ခုထွက်လာတယ်ပေါ့အဲ့လိုပဲလေရင်ပြီးလို့ရှိရင်လေရင်မှာဆိုလည်းအများကြီးပဲเนาะ SC30 လိုမျိုးလေရင်အကြီးတွေနောက်ပြီးတော့ပြည်တွင်းမှာတက်ဆင်ထုတ်လုပ်တဲ့လေရင်တွေလည်းထုတ်လုပ်နိုင်ခဲ့တာဒါသူလက်ထက်မှာဖြစ်ပေါ်တိုးတက်မှုဒါကတော့ချီကျူးတဲ့ရတဲ့နေရာမှာတော့ချီကျူးရမယ်အချက်ဖြစ်ပါတယ်နောက်တစ်ချက်ကကြတော့အဲ့တော့ကျွန်တော်ကြီးနဲ့ရေနဲ့လေနဲ့ပေါ့တက်ဘရမှာရှိတဲ့ထဲရပါကျွန်တော်တို့ကကြီးကိုဘာလို့မပြောလဲဆိုတော့ကြီးမှာချီကျူးမှုနည်းနေပါလိမ့်မယ်ကျွန်တော်ကိုယ်တိုင်လည်းအစတွေကကျွန်တော်သုံးသပ်ပြခဲ့ပါတယ်တက်မတော်မှာပြပြပြောင်းလဲစရာပေါ့တစ်လောင်းစရာလိုအပ်တယ်ပေါ့လူငယ်တွေရဲ့သွေးတွေနဲ့တက်မတော်ပြန်ပြီးတော့တိဆောက်အောင်မယ်အဲ့တော့ကျွန်တော်တို့အရင်တော့အောင်ပွဲအလီလီရခဲ့တဲ့တက်မတော်သားဟောင်းကြီးတွေနော်လက်ရှိချိန်ဒီတက်မတော်မှာတာဝန်ထမ်းဆောင်နေစေအနားယူသွားတဲ့သူတွေနော်အောင်ပွဲလီလီရခဲ့တဲ့သူတွေကအကုန်လုံးအသက်တွေကြီးကုန်ပြီဖြစ်တဲ့အတွက်အဲ့ဒီနေရာမှာပြန်ပြီးတော့ပြိုမြင့်အောင်ပြန်လုပ်ရမယ့်အခြေအနေပေါ့အဲ့ဒါကိုလက်ရှိကာလမှာပေါ့နော်အဖျားလေးတော့ဒီပြည်သူ့စစ်မှုထမ်းနေတဲ့ဖျားလေးတော့ဖျားနာလေးတော့နည်းနည်းလေးတော့ပြန်အစားထိုးနိုင်တယ်လို့ထင်တယ်ဒါပေမဲ့လည်းအလုံးစုံတောင့်တင်းတဲ့အခြေအနေလောက်တဲ့အထိတော့ကျွန်တော်တို့တော့မမြင်မိသေးဘူးအဲ့အတွက်ကျွန်တော်တိကျချီးမကျူးတာဖြစ်ပါတယ်ဒါပေမဲ့condition ပြောရမယ်ဆိုလို့ရှိရင်ဤပညာအဖြစ်တိုးတက်လာတယ်နောက်ပြီးတော့ရုပ်ပိုင်းဆိုင်ရာနော်တော်တော်လေးတိုးတက်မြင့်မားလာတာမြင်ရတယ်ဒီတက်မတော်အနာထိန်ထားတဲ့ကာလ9နှစ်အတွင်းမှာလည်းနောက်ပိုင်းတွေမှာလည်းတက်မတော်အနေနဲ့အောင်မွဲတွေရအောင်ပြန်လေလုပ်ပြီးခဲ့တယ် event ဒီကျွန်တော်သွားခဲ့တဲ့ဒီတကောင်ကိုပဲပြန်ကြည့်လို့ရှိရင်သိနိုင်တယ်ပေါ့ဒါဒီတက်မတော်ကာကွယ်ရေးခြင်းနဲ့ပတ်သက်ပြီးတော့သူ့ရဲ့ကာလာတစ်လျှောက်ပေါ့နော်ဒါနဲ့ပတ်သက်ပြီးကျွန်တော်ပြောပါလိမ့်မယ်နောက်တော့ဒီဗီဒီယိုအရှင်နဲ့ကြာတော့မှကျွန်တော်ဒီထက်ပိုပြီးဆိုပြောရမှာနော်ဒါက hot issue ဖြစ်တာပေါ့နော်နောက်တစ်ချက်ကကြတော့လက်ရှိချိန်မှာ GNL နဲ့ MNDAA နဲ့ဒီ14ရက်နေ့မနက်စောပိုင်းမှာတိုက်ပွဲတွေစဖြစ်တယ်လို့ပြောတယ်အဲ့တော့မနက်စောပိုင်းမှာ MNDAA ကအင်အားအလုံးရင်းနဲ့ကုတ်ခိုင်မျိုးကိုစတိုက်တယ်နော်ကုတ်ခိုင်မှာရှိနေတဲ့
TNL ရဲ့စခန်းတော်တော်များများကိုဝင်တိုက်တယ် MND ရဲ့ထုတ်ပြန်ချက်ကတော့သူတို့စာပစ်လို့သူတို့အနေနဲ့တုတ်ပြန်ရတာပါဆိုပြီးပြောတယ်ဒါပေမဲ့အင်အားအလုံးရင်းကနံပါတ်ကမှာရှိနေတဲ့ TNL စခန်းတွေအဲကြံစက်ကြော့မှာရှိနေတဲ့ TNL တပ်ဖွဲ့ဝင်တွေဖမ်းဆီးရတဲ့အပြင်အများအပြားလုပ်ခဲ့ပါတယ်လက်ရှိချိန်တွေကဒါ drone တွေနဲ့တိုက်တယ်လက်နက်ကြီးတွေနဲ့ပစ်တယ်မြေပြင်မှာတအားရှုပ်ထွေးနေတဲ့အနေအထားဖြစ်တယ်ပြည်သူလူထုကလည်းဒါဘေးကင်းရာပြေးသွားနေရတဲ့အနေအထားဖြစ်တယ်လို့မျိုးနောက်တော့ပြည်သူတွေဘာဆက်ဖြစ်နေလဲဆိုတာကျွန်တော်တို့အခုချိန်ဒီမြေပြင်အခြေအနေကမသိရသေးဘူးပေါ့နော် MNDA နဲ့ TNL ဆိုတာကနှစ်ဖွဲ့ကအစတည်းကသူတို့ပြောတဲ့မဟာမိတ်ဖွဲ့တွေပေါ့နော်တက်ကူတိုက်တော့လည်းအတူတူတိုက်ခဲ့တယ်ပေါ့နော်အဲ့တော့လက်ရှိဒီမှာဒီမဟာမိတ်ဖွဲ့နှစ်ဖွဲ့ကဒီလိုတိုက်ပွဲတွေပြင်းထန်နေတာဖြစ်ပါတယ်ဒီတိုက်ပွဲနဲ့ပတ်သက်ပြီးတော့TNL ဘက်ကတော့လီဒါအနေနဲ့ပြောတဲ့သဘောရှိတယ်နော် MNDA ကတော့သူတို့ထုတ်ပြန်ချက်ကိုပြည့်တာထုတ်ပြန်တယ်ဘယ်မီဒီယာမှလည်းမဖြေဘူးဖြေလိဖြေတာလည်းမရှိဘူးဒါပေမဲ့လက်ရှိချိန်မှာTNL ဘက်ကတော့ညှိနှိုင်းဆွေးနွေးမှုလမ်းစဉ်တာအကောင်းဆုံးဘာညာစသဖြင့်ပေါ့ဒီလိုပြောတာလည်းရှိတယ်အဲ့တော့ဒီတိုက်ပွဲနဲ့ပတ်သက်ပြီးတော့တရုတ်ကိုပြစ်ဖို့ကြတဲ့ဒီပြည်တွင်းကမြန်မာတွေလည်းရှိတယ်တရုတ်ကိုတိုက်ပွဲဖြစ်တာနဲ့ဆွဲထည့်ကြတဲ့ပြည်တွင်းမြန်မာတွေလည်းရှိတယ်ပေါ့နော်အဲ့တော့ဘာပဲပြောပြောနော်တိုက်ပွဲဖြစ်ပြီးတိုက်ပွဲဖြစ်လို့ရှိရင်ပထမဆုံးအထိနာတာတော့ပြည်သူပဲနော်နံပါတ်1အထိနာဆုံးကတော့ပြည်သူပဲအဲ့တော့ဘေးနိုင်ငံတွေဘာတွေရှောက်ပြောနေမှတူတူကိုပြည်တွင်းမှာမစီလုံးမနဲ့ဒီနိုင်ငံတိုးတက်ဖို့ဒီဒေသတိုးတက်ဖို့ဘယ်လိုနည်းနဲ့မှမဖြစ်နိုင်ဘူးအဲ့တော့အထူးသဖြင့်မဟာမိတ်လူကောင်းစဉ်တက်ထားတဲ့သူတွေတောင်မှတိုက်ပွဲဖြစ်တယ်ဆိုလို့ရှိရင်ဒီပြည်ထဲမှာရှိနေတဲ့လက်နက်ကင်တွေရဲ့လမ်းစဉ်ပေါ့နော်လမ်းစဉ်ကဘာလဲဆိုတာမေးခွန်းထုတ်စရာဖြစ်တယ်ကျွန်တော်တို့ပြည်သူလူထုအတွက်ဘာအကျိုးရှိမှာလဲပေါ့တောက်လျှောက်ကြီးနော်တစ်ဖွဲ့နဲ့မဟုတ်တစ်ဖွဲ့နဲ့ဖြစ်နေနော်အချင်းချင်းဖြစ်လိုက်နော်တက်ကိုတိုက်လိုက်ဒီလိုလုပ်နေတဲ့ခါကျတော့ရည်ရှိမှာပြည်သူလူထုအကျိုးစီးပွားကိုဘယ်လိုမှအကျိုးမပြုနိုင်ဘူးအဲ့တော့ဒီအဖွဲ့တွေကဘာကြောင့်ဆက်ရှိနေတာလဲဆိုတာမေးခွန်းထုတ်စရာတွေဖြစ်လာတယ်ပေါ့နော်လက်ရှိမြန်မာတပ်မတော်အနေနဲ့ကောဒီလိုမျိုးပြည်သူလူထုအကျိုးစီးပွားမှာဖြစ်ထွန်းတဲ့နော်ပြည်သူလူထုကိုအကျိုးမပြုတဲ့ဒီလိုလက်နက်ကင်တပ်ဖွဲ့တွေပြည်တွင်းမှာအဲ့လိုမျိုးပဲဆက်ရှိနေတာကိုကြည့်ကောင်းလားပေါ့အဲ့လိုပဲမေးချင်တယ်နော်ဒီလိုဖွဲ့တွေကပြည်တွင်းမှာဆက်ရှိနေတယ်ပြည်သူရဲ့အကျိုးထိခိုက်တယ်နော်ပြီးတော့နိုင်ငံတည်ငြိမ်အေးချမ်းရေးနဲ့နေဆက်ဒေသတည်ငြိမ်အေးချမ်းရေးကိုလည်းအကြီးကျယ်နှောက်ယှက်ဖြစ်တယ်အဲ့ဒီတော့ဒီလိုဖွဲ့တွေကတရုတ်ဖိအားနဲ့ဖြစ်ဘယ်ဖိအားနဲ့ပဲဖြစ်ဖြစ်နော်ငြိမ်ငြိမ်လေးသွားနေခိုင်းလိုက်တာအကောင်းဆုံးပဲဖြစ်မယ်လို့ထင်ပါတယ်အဲ့တော့ဒီနေ့ကခီးသွားနေဆိုတော့no edit ဘာမှမ edit ဘူးဒီတိုင်းပဲရိုက်ပြီးတော့ဒီဗီဒီယိုပဲတင်လိုက်မှာဖြစ်ပါတယ်ကြည့်ရှုအားပေးတဲ့သူတွေတယောက်ချင်းစီတိုင်းကျေးဇူးတင်ပါတယ်မင်္ဂလာရှိတဲ့ညလေးဖြစ်ပါတယ်အောင်ဆုံးရစီရဲ့တရင်များကိုတင်ဆက်ပေးသွားမှာဖြစ်လို့ကျွန်တော် channel လေးကို subscribe လုပ်ထားပြီးတော့တောင်းဆိုပါရခင်ဗျာ